မောင်မျိုးမင်းရဲ့သမိုင်းမှတ်တမ်းဆိုတာဒီလိုတင်ပြပါခလေးအကျဉ်းပြည့်စုံတဲ့အာဏီမှတ်ကြပါတော့တဲ့ဟုတ်ပါဘန်ဒူလာဝါစီတရားဖြတ်လို့ပါရှာမီဟက်ဖန်လို့မရအောင်နာတော်တာစင်နေကြတယ်တောတာရှင်စိုက်ပလိတ်တဲ့အတွက်မောင်မျိုးကြီးအဖွဲသားနဲ့လက်ယုံစီတော့ပြန်နော်မောင်မျိုးမင်းဆိုတဲ့ဆိုင်းဆံကိုကျွန်တော်ကကြားရပါမှာပါလို့ကျွန်တော်တင်ကားလိုက်ရှင်တယ်ဗျာ။ဘာလဲ။အေးဟုတ်လို့မင်းကကိုစိုင်းဆရာ